ဒီနေ့ကျွန်တော်တို့ညောင်လုံးမြို့တောင်မြို့ကျောင်းမြတ်မြတ်တာစီကံမှာတော့ကျွန်တော်တို့ကလင်းအောင်မြစ်စပရိုက်တာဖွဲ့ရနေပြီးတော့မြစ်စပရိုက်တာဖွဲ့သားများနဲ့ဒီကျွန်တော်တို့9လပိုင်းနဲ့9လ10ရက်2026မှာမြစ်စဝန်သားရှင်များအတွက်ယူရမ်းမိကြတဲ့လူရှင်များအားလုံးကောင်းမှုနဲ့ကျွန်တော်လင်းအောင်ပရိုက်တာအဖွဲ့သားများလင်းအောင်မိသားစုများဒီကမ်းကြတဲ့လူအားလုံးကိုကျွန်တော်ကမြစ်စဝန်သားရှင်များအားကျွန်တော်ကဖွဲ့စည်းကြံပေးခြင်းဖြစ်ပါတယ်။အဲကြောင့်ဒီနေ့လူတန်းရတဲ့လူရှင်တို့ဒါတဘာသူကိုလင်းအောင်ပေးရတဲ့ကိုယ်စားလင်းအောင်ရဖို့အတွက်ဒါသာဝရလင်းအောင်အတွက်ကျွန်တော်တို့လူတန်းပေးခြင်းဖြစ်ပါတယ်။လူတန်းပြရတဲ့ကဝေဒနာရှင်များဖြစ်စေလင်းအောင်ရကြတဲ့ဝေဒနာရှင်များအတွက်ကျွန်တော်တို့ပြီးတိစကားလေးပြောပြပါဦးခင်ဗျာ။အခုလိုလင်းအောင်ဖွဲ့ကမျက်စိကိုလင်းအောင်ရအောင်ကုသပေးတာကိုကျေးဇူးအထူးတင်ပါတယ်။ဟုတ်ပြီ။အားလုံးပဲနော်။ဒါလေးကိုကျွန်တော်တို့ဒါလင်းအောင်ဖွဲ့သားများကိုဆုတောင်းပေးကြတဲ့ကျွန်တော်တို့ပြည့်စုံဝေဒနာရှင်များအားလုံးတယောက်စီကိုကျွန်တော်တို့လင်းအောင်ဖွဲ့သားများကအထူးပဲကျေးဇူးတင်ပါတယ်။ဒါကြောင့်ဒါလေးတွေကိုအားလုံးပဲကျွန်တော်တို့မျှဝေပေးလိုက်ပါတယ်။အားလုံးပဲသာဓုခေါ်နိုင်ကြပါစေလို့ဒီလူတွေအားလုံးကိုသာဓုခေါ်နိုင်ဖို့အတွက်လင်းအောင်ဖွဲ့သားများနဲ့အတူလင်းအောင်လူတန်းပေးကြတဲ့အလူရှင်များအားလုံးသာဓုခေါ်နိုင်ကြပါစေခင်ဗျာ။